ဇနီးတဲ့ရဲ့ကြောက်လန့်နေတဲ့မျက်နှာထားကိုကြည့်ပြီးမြမလေးလို့သူကဒီညသူနဲ့တူအိမ်မဲ့အကြောင်းပြောပြလိုက်တဲ့ခင်မွန်းတေကလည်းမကန့်ကွက်ပါဘူးဒါနဲ့ကောင်မလေးလည်းပျော်ပျော်ရွှင်ရွှင်နဲ့ယောက်ျားညီမလေးကိုအပေါ်ထပ်ဆွဲခေါ်ပြီးအိတ်လိုက်တာပေါ့နောက်တနေ့မနက်စာစားဖို့ထမင်းစားခန်းကိုသွားတော့တီဂျီလုံးနဲ့ခင်မွန်းတေကိုမြင်ပြီးကြောက်လွန်းလို့ပကံလုံးကိုတောင်တေချာမကိုင်းနိုင်ဖြစ်နေရှာတယ်ဇနီးတဲ့ရဲ့ချစ်စရာကောင်းတဲ့ပုံစံလေးကိုကြည့်ပြီးခင်မွန်းတေကအလိုက်တတိဟင်းထည့်ပေးလိုက်တာပေါ့ညရောက်တော့ကောင်မလေးကအိတ်ခမ်းထဲကိုကြောက်လန့်နဲ့ချောင်းကြည့်ပြန်တဲ့ခင်မွန်းတေထွက်လာတာမြင်တော့ဘေးကိုအမြန်ပြေးပြီးဘာမှမဖြစ်တယ်လို့ဟန်ဆောင်နေလိုက်သေးတယ်ပြီးတော့တခြားအခန်းမှာအိတ်လို့ရမလားလို့ခင်မွန်းတေကိုမေးလိုက်တာပေါ့တခြားလူနဲ့အတူအိတ်တာမျိုးမကျင့်သားသေးလို့ပါလို့ရှင်းပြလိုက်တယ်ဒါပေမဲ့ခင်မွန်းတီစိတ်မကောင်းဖြစ်သွားတာကိုသတိထားမိလိုက်ပြီးချွဲနွဲနဲ့နောက်ကျရင်အဆင်ပြေသွားမှာပါလို့ပြန်ပြောလိုက်ရတဲ့ခင်မွန်းတီလည်းမတက်တာပဲလက်ခံလိုက်ရတာပေါ့ဒါပေမဲ့သူထင်မထားတာကအဲ့ဒီနောက်ပိုင်းကောင်မလေးကနေတိုင်းအချိန်ပိုဆင်းရမယ်ဆိုပြီးအကြောင်းပြလာတာပါပဲမင်္ဂလာမဆောင်ခင်ကဝယ်ထားတဲ့တိုက်ခန်းမှာပဲနေတော့မယ်ဆိုပြီးစာပို့လာတာကြောင့်ခင်မွန်းတီခမညာဇနီးတဲ့နဲ့မတွေ့ရတာရက်တော်ကြာသွားတဲ့နောက်ဆုံးအိမ်ကူတွေစီကနေကောင်မလေးကအိမ်ကိုခိုးပြန်လာတတ်တယ်ဆိုတာသိလိုက်ရတယ်အဲ့ဒီတော့မှဇနီးတဲ့ကအရန်ရှက်တက်ပြီးသူ့ကိုပုံနေမှန်သဘောပေါက်သွားတော့တာပါဒါကြောင့်ခင်မွန်းတီလည်းဇနီးတဲ့ကိုလိုက်ရှာဖို့ထွက်လာခဲ့ပါတော့တယ်